ငါနာမည်ကိုလည်းမှတ်ထားလိုက်အောင်တစ်စောက်ကန်းဘာတန်းနဲ့ဟဲ့မင်းမိုင်မဘာတန်းနေလှတန်းနေငါစိတ်ဝင်တာတိမ်မိုက်ပါတယ်ဆိုတဲ့လူမိုက်ကြီးကိုငါတို့ကမိုက်ဆက်သိမ်းပြီးကြာငါနာမည်လည်းမှတ်ထားလိုက်အောင်မယူရဲ့ဘာတင်ဟာဟဲ့ဟာလူကိုနံပြီးနေဆိုတော့ဒီလိုကောင်းမို့ဖြစ်နိုင်တယ်ရောဒီမှာကြည့်ပါလားလူပုံစံကလေဟိုလေပိပြီးသေးသွားတဲ့ပုံစံနဲ့အကောင်သေးပေမဲ့အစိတ်ပြင်းတယ်လို့မွေးပွေးပါအေးဆိုတာမင်းတို့နာမည်မသိစုံနှမ်းထားလိုက်ဗတ်အေးမင်းထပြေးကြည့်မိနဲ့တူတယ်ဟမ်ရေအေးစေးတော့စမ်းပါဟဲ့ဟာဒါငါတို့ရွာတော့သူတို့ကလာပြီးချက်ဖတ်လာမလို့လေဟာဟဲ့ငါတို့ကောင်မျိုးတွေကလေဘယ်နေရာရဲ့ရောကြက်ဖာပဲအမောက်ထောင်ပြီးတော့အော်အေးအိုးလို့အော်သမီးပဲကွာဟဲ့လေဒီတစ်ခါတော့လေမင်းတို့အော်အေးအော်လို့မအော်နိုင်မဲနဲ့လေအမလေးပြို့ဆိုပြီးအော်ပြီးပြရမယ်ဟုတ်တယ်ဗျာသားရေငါတို့လာစားရည်ဒါဆန်းတော်လေငါတို့ရဲ့အစွမ်းပြ